ပိုလင်းလက်တဲ့နေ့ရက်စီမြင်းနှင်းဆိုင်တဲ့ရာသီမှာအမတ်တရကအလွယ်တကူလွှမ်းမိုးလာတယ်။တိမ်တပွင့်ဖြတ်သွားတဲ့အချိန်တစ်ဖြတ်စာမှာရင်းနှီးချမ်းတစ်ခွက်ငှဲ့စာလေးမှာတော့အတွေးတွေကဟိုဝေးကိုရောက်နေခဲ့ပြီ။အတိတ်ကလူနဲ့အရာဝတ္ထုတွေဟာဟောင်းနှမ်းတဲ့ရုပ်ရှင်တကားလိုခေါင်းထဲထက်ကပေါ်လာခဲ့တယ်။ဆောင်းရာသီမှာအတိတ်ဟောင်းကိုလွမ်းဆွတ်တဲ့ခံစားချက်မျိုးလူတိုင်းမှာရှိတတ်တယ်။ဒါပေမဲ့လူ့ဘဝမှာရတော့ရခဲ့ဆုံးအရာကအတိတ်ကိုမမေ့ရတတဖြစ်နေတာမျိုးမဟုတ်ပဲပြစ္ဆုတ်ပံမှာမျောလင်းချက်အပြည့်နဲ့နေတာပဲဖြစ်တယ်။လွန်ခဲ့တဲ့10နှစ်ကငလင်တန်သင်းမျိုးကလူကြီးတယောက်ရဲ့ရှေ့ကိုမျောကြီးဆိုတဲ့စကားတစ်ခွန်းကအင်တာနက်သုံးသူအများရဲ့ရင်ကိုထိရှာခဲ့တယ်။အဲ့ဒီလူကြီးတစ်သက်မှာဒုက္ခမျိုးစုံကြုံခဲ့ရတယ်။မိဘနှစ်ပါးကွယ်လွန်ခဲ့ရတယ်။မိန်းမလည်းဆုံးသားလည်းဆုံးပြီးသူ့ဘေးမှာညံရည်မဖိမျိုးတဲ့ညီတယောက်ပဲကြံရစ်ခဲ့တယ်။ဘွားကကြောက်နဲ့တဲကြနေပြီမဲ့အဲ့ဒီလူကြီးဟာမျက်ရည်အဝဲသားနဲ့ပျော်ပျော်နေမယ်ရှေ့ဆက်သွားမယ်အမြဲတရာချမ်းမြေ့မယ်လို့အကောင်းမြင်စိတ်နဲ့မြဲပြောတယ်။လူလောကရဲ့သဘောတဘာဝလူတဘာဝယုံညံ့မှုလူဘဝရဲ့ညင်းဝေးစရာတွေကိုတွေ့ကြုံရပြီးသည့်တိုင်ကြိုးစားရှင်သန်နေသေးတဲ့လူကတကယ်လေးစားစရာကောင်းတဲ့လူလို့အင်တာနက်သုံးတွေကမှတ်ချက်ပေးခဲ့ကြတယ်။အတိတ်ကတိမ်လိုလွင့်ပြဲသွားတဲ့အခါကိုရိုးလောက်ရမှာကအတိတ်ကိုအသေးအတန်လိုက်သိမ်းဆဲတာမဟုတ်ပဲပေါ့ပါပါလက်လို့ဆွန့်လို့တာပဲဖြစ်တယ်။လူဟာဒီလိုနည်းနဲ့တဖြည်းဖြည်းကြီးပင်းလာခဲ့တာဖြစ်တယ်။အစပိုင်းမှာလူကျင်တာမရတဲ့အခါမကြည်နဲ့လို့အော်ဟစ်ဆူပူတယ်။နောက်တော့လူကျင်တာမရတဲ့အခါနှမျောလို့ငိုတယ်။နောက်ဆုံးမှာတော့လူကျင်တာမရတဲ့အခါပြုံးနေလက်လွတ်ဆွန့်လွတ်နိုင်လို့ဖြစ်တယ်။ရယူခြင်းနဲ့ဆုံးရှုံးခြင်းဆိုတာလူ့ဘဝရဲ့ပုံမှန်အနေထားပါတကယ်လို့ထားရက်သူကထားသွားခဲ့ပြီးဇက်လန်ကလည်းစာမျက်နှာလန့်သွားခဲ့ပြီးဆိုရင်သင်လည်းပဲအသစ်တစ်ပံစတင်ဖို့ကိုသတိပေးသင့်ပါပြီလုပ်မယ်ဆိုရင်ရင်မဲ့ကျဲတဲ့လူတစ်ယောက်လုပ်မယ်ရေလိုက်ရင်မျက်ကုံကွေးတဲ့အထိရေမယ်ပြေးရင်လေလင်ထက်မြန်အောင်ပြေးမယ်နူးညံ့ပြီးတန်ပါမယ်တည်ငြိမ်ပြီးအင်အားရှိမယ်ကိုပါလိုချင်တယ်လဲဆိုတာသိပြီးကြိုးစားယူမယ်ကြိုးစားပျော်ရွှင်မယ်ရှေ့ဆက်လာမှာဘဝအသစ်မျောလင်းချက်အသစ်အရှိအသစ်တစ်ခုကိုပိုင်ဆိုင်ရလိမ့်မယ်ဆိုတဲ့စကားကိုသိကြိုက်ပါတယ်ဘာပဲပြောပြောရာသီဥတုတွေလဲပတ်နေပါတယ်နူးညံ့တဲ့လေပြေတွေတိုက်အောင်မှာပါအချိန်တွေစီးဆင်းနေပါတယ်နေ့ရက်တွေတစ်နေ့ထက်တစ်နေ့ကောင်းမွန်လာမှာပါအလင်းရှိရာဘက်စီသာဥတီပြီးသွားပါသင့်ပြုံးတွေပိုတောက်ပလာမှာပါ